3ရက်ကြီးများတော့ရပါနော်3ရက်နော်3ရက်ပဲနော်ဟာနေဦးလေခင်ဗျားတို့3ရက်ပဲပြောပါဘာလဲ3ရက်ကအဆုံးရှိတာမသိဘူးလေပြောဘာ3ရက်လဲဆိုတော့16ရက်5လ2025ကနေ18ရက်5လ2025ထိ3ရက်တီအရန်တန်တဲ့ short စီနဲ့ရရှိမယ် flash စီ 3day only promotion ဘလို့တန်တာလဲဘာမွေးတွေပါလဲဘလောက်တောင် short ပေးရဆိုတာသိချင်ရင်ကျွန်တော်တို့တစ်ချက်လိုက်ကြည့်လိုက်ရအောင်ဒီလိုမျိုးနောက်ဆုံးထွက် upgrade model ဖြစ်တဲ့ A06 RAM 464 4,400ခုအောင်ချက်ကို9,000ချက်ရှို့တဲ့ရရှိမှာဖြစ်ပြီးတော့ A06 RAM 4128 6,900ချက်ကို3သိန်းချက်ရှို့တဲ့ရရှိမှာဖြစ်ပါတယ် A06 RAM 6128 6,800ချက်ကိုလည်း3သိန်းချက်ရှို့တဲ့ရရှိမှာဖြစ်ပါတယ်လက်ရှိရေပန်းစားနေတဲ့ Galaxy A16 5G မှာဆိုလို့ရှိရင်လည်း RAM 8128 17,000ချက်ကို3သိန်းချက်ရှို့တဲ့ရရှိမှာဖြစ်ပြီးတော့ Galaxy A16 5G RAM 8256 12,600ချက်ကိုဆိုလို့ရှိရင်လည်း3သိန်းခွဲချက်အထိရှို့တဲ့ရရှိမှာဖြစ်ပါတယ်ခင်ဗျာဒီ3ရက်အတွင်းမှာအရန်တန်တဲ့ short ဈေးတွေနဲ့ရောင်းချပေးသွားမှာဆိုတော့အရင်ခါတွေလိုမျိုးမှတ်မိလိုက်ဘူးမရှိရလေအောင်အခုပဲ MK ဆောင်တောင်းရှိုးလို့ကိုအမြန်ဆုံးတန်းလာခဲ့ဖို့ဖိတ်ခေါ်လိုက်ပါတယ်နော်ကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာဘိုင်ဘိုင်